ကျွန်တော်ကတော့ဒီနေ့တော့ဗာလဲကိုဂျိုလားပါဂျိုလားတော့မသိဘူးဆော်တော့ဖြစ်ပါတယ်ဒီဂိမ်းလေးကိုဒီထောင်ထဲကတော့အောင်ပြေးပြမယ်တို့တီးရဲတယ်ကိုဆော့ကြရတက်ကိုဆော့လိုက်ရဘရိုဒီမှာကျွန်တော်ပါဒါကျွန်တော်ဖြစ်ပါတယ်မကြဘရိုရေဘရိုအားလုံးမင်္ဂလာပါကျွန်တော်မောင်စရန်နေပါတယ်ကျွန်တော်နာမည်ကတော့ပါတယ်ကျွန်တော်ဒီနေ့ဘာဆိုပါလဲဆိုတော့ကိုဂျိုဆိုတဲ့ဒီထောင်ကနေဒီမှာလုံးအောင်ပြမှာဖြစ်ပါတယ်ဟိုမှာကိုဂျိုတွေ့လားလိုင်းမကောင်းတော့တိတ်မပေါ်သေးတွေ့လားကိုဂျိုအဲထောင်ကနေလုံးအောင်ပြမှာဖြစ်ပါတယ်ကိုသွားလိုက်အောင်အားလုံးပဲနေရာကိုကကျွန်တော်နဲ့ချိတ်ပစောမဲ့လူကိုခေါ်လာအောင်မယ်နော်ဟောပါလဲကိုကြီးကောင်နှိပ်ပြီးတော့အပြောင်လေးလောက်လိုက်ကိုကျွန်တော်နဲ့ချိတ်စောမဲ့လူကိုခေါ်လာအောင်မယ်နော်ကျွန်တော်ချိတ်စောမဲ့လူကတော့ဒီမှာကြပြမယ်လာလိမ့်မယ်သူလာလိမ့်မယ်ကိုကြီးကောင်နှိပ်လိုက်ကားလေးဒီပရိုလို့ရကျွန်တော်ကောင်လာပါမယ်ကျွန်တော်ကောင်ရဲ့နာမည်ကိုကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွမ်းတော့ line အဲ့တော့တက်နေလို့မရသေးပါဘူးခဏလေးစောင့်လိုက်ပါကျွန်တော်ရုပ်ချောလာအဲဒီကောင်ဝတ်တော့ကြီးရအကောင်ချစမ်းအေးပကြီးမင်းစားရပါစားလဲဝတ်ဝသားရပဲစားနေဝတ်စီတွေပဲစားနေမကိုချိုးတွေ့လားစပင်းရောက်မထွက်လာဟိုဒါပါကြီးလည်းမသိဒါငကားကြီးလည်းမသိဟုတ်တယ်ငကားကြီးရဟဲ့ကောင်မင်းဒီရတော့ဟာကိုရဘယ်နှကောင်လဲဟိုကိုချိုးပုံစံပြောင်းလာတဲ့ကောင်မအဲ့တော့ကိုစကောင်ပြောင်းပေါ်လိုက်လေးနှိမ့်လိုက်တော့ဒီမှာဘရိုတို့ကစောင့်နေကြနေဦးမယ်ကျွန်တော်8 နာရီတော့ဖျားရှိခေါ်တော့မှာအဲ့မို့ကျွန်တော်အခုစော့ပေးထားတာပါဘရိုတို့ကြိုက်မယ်လို့ထင်ပါတယ်ဟာဒီကလည်းတက်လို့ရဟာရဆိုရင်မလေးဘာလဲဦးလေးရေးသားရေးခန်းဆိုရင်ဒီမှာဒီကပဲတက်လို့ရတယ်မစက်ဒါဒီကနေပဲတက်ခုံးရမကြအခုကဒီကနေပဲတက်လို့ရတယ်မိုက်တယ်နော်မိုက်အဲ့တော့ဟို